ဒီအားလေးကတော့ကျွန်တော်ပြားဆန်းကိုအဲ့ဒီမသုံးမဆော့ပြပါဆိုပြီးတောင်းဆိုထားတဲ့ brother တယောက်တော့ပေါ့နော် brother တို့ရဲ့ဒီပွဲကဆန်းအဲ့ဒီမသုံးမဆော့ပြတော်တော်လေးကိုခက်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်များကျွန်တော်ဒီပွဲထိုင်းရတဲ့ထီးတို့က ထွက်စလားကြည့်အောင်ပြဒီမှာလည်းကျွန်တော်မသိအောင်ဒီမဲ့ပဲအမ record အောင်ပြနေသေးတယ်ကျွန်တော်အဲဘာပြောကိုဘက်ကပြတော့ဟီးတို့ကတော့အများကြီးတာနေဒါမဲ့ဒီမှာလည်းကြည့်အောင်ပြကျွန်တော် line ဒီအဲ့သွေးနေလေးကိုကျွန်တော် like လုပ်ပေးမယ်ဆိုရင် link ကရောက်ချလာတယ်အဲ့မှာ link ကလည်းပေါ်လားမသိဘူးအဲ့ဒီဘက်သုံးရတယ်တဲ့ကျွန်တော်အောင်ရေးတစ်ခါသေးပါပြီဒီမှာဆိုလည်းပြကျွန်တော်နဲ့ဂျူလီယန်နဲ့မှာချွေးသားကိုဝိုင်းချတယ်ဆိုမှကျွန်တော်ဂျူလီယန်တော့သေးပါတယ်ပေါ့နော်ကျွန်တော်တော့မှမသိဘူးတမဲပဲအမှဝိုင်းပြန်ရတယ်ကျွန်တော်ချွေးသားရလိုက်တယ်ဒီမှာဆိုရင်လည်းပြကျွန်တော်အမှချွေးသားကြီးနဲ့ထိုင်းရတယ်ထိုင်းရတဲ့အချိန်မှာပြကျွန်တော်ခရီးရရှင်းနိုင်ကြပြီဆိုမှလို့ချွေးသားအဲ့မှာတစ်ချက်ထောင်းပြီးကျွန်တော်တစ်ခါသေးပါတယ်ပေါ့နော်ကြည့်အောင်ပြအမှထိုင်းရတဲ့ရဒီလောက် marketing နဲ့ hero တဲ့အဲ့ဒီမသုံးရဘူးကြည့်အောင်တော့လင်းရတယ်ဒီမှာဝင်လို့ဒါပေမဲ့လင်းလက်ချက်တော့မသိညွှန်လိုက်ရတက်သွားတဲ့ကြောင့်သေးသွားတယ်ပေါ့နော်ဒီမှာဆိုရင်လည်းပြကျွန်တော်ဖုန်းကတိတ်မကောင်းပေါ့နော်ကျွန်တော်ဖုန်းကအဲ့မျိုးဆော့လို့ရှိရင်တအားပူတယ်ဖုန်းကမနိုင်ဘူးအဲ့မျိုးဖြစ်တဲ့အကြောင်းမလို့ပြကျွန်တော်ဒီမှာတက်သွားတယ်သေးမှမနော်မသိဘူးဒါပေမဲ့ဘာပဲပြောသခင်းဆိုတာတောင်းခိုးပေါ့ကျွန်တော်တောင်းပဲလေဒါဆိုပတ်ခိုးတောင်းပါဟောင်းအေးဘယ်ရောက်ချလာတော့ဟာလင်းနေရောကျူးနေရောလင်းရောကျွန်တော်ကကျူးလန်လီရောကျွန်တော်လာတက်သွားတယ်ပေါ့နော်ဒီမှာဆိုရင်လည်းပြကျွန်တော်နှစ်ကောင်းတော့ရလိုက်တယ်ပေါ့နော်မလင်းကိုတော့ပတ်လိုက်တယ်ဆိုမှလင်းရတယ်ပြီးရတော့မြန်ကစားတော့မမေးနဲ့ပဲရောက်မှန်းတော့မသိဘူးဒီမှာဆိုရင်လည်းပြကျွန်တော်ဖုန်းကထစ်သွားပြန်တော့ပေါ့နော်ဘယ်လိုလဲမသိဘူးကျွန်တော်ဖုန်းကလုံးဝမနိုင်ဘူးပေါ့နော်ဒီဂိမ်းတွေကိုဒါပေမဲ့ဘာပဲပြောပါနော်ကျွန်တော်လည်းဒီပွဲလေးကတော့ easy ပါလို့နောက်ဆုံးရလက်ကတော့အမှပြဘယ်နှကောင်တုတ်ပြီးဘယ်နှခါသေးလဲဘယ်နှခါကူညီနေဆိုတာ brother ပဲကြည့်သွားလိုက်တော့